大家好，欢迎来到我们的中文课。အားလုံးမင်္ဂလာပါဒီခေါက်ကတော့ lesson 3ရောက်ပြီပေါ့နော် lesson 3ရဲ့ခေါင်းစဉ်လေးကြည့်ကြအောင်我是中国人我是ကျွန်တော်က中国人တရုတ်လူမျိုးပါအဲဆိုရင်ခဝကြီးသွားရအောင်သူနဲ့သက်ဆိုင်တဲ့ meaning လေးကိုကြည့်ပါမယ်အဲဆိုရင်နေ့လောက်ချဲ့လိုက်ပါမယ်နံပါတ်1人ဆိုတာကလူကိုပြောတာနောက်တစ်ခုနံပါတ်2the ဒီနေရာမှာတော့ the က ရဲ့နော်ပိုင်ဆိုင်တာကိုပြောတဲ့အခါမှာသုံးပါပါဒီခန်းမှာတော့နောက်တစ်ခု专有名词တဲ့က中国တရုတ်နိုင်ငံနောက်တစ်ခု法国ပြင်သစ်နိုင်ငံ中文သူကတရုတ်စာပေတရုတ်ဘာသာစကားကိုပြောတာပါဒါဆိုရင်အတန်ထွက်လေးတွေတိုင်ပေးပါမယ်အစကနေပြန်သွားမယ်人的中国法国中文 OK ဒါဆိုရင်ခဝကြီးသွားပါမယ်ဒါဆိုရင်ခဝကြီးရဲ့ခေါင်းစဉ်လေးကိုကြည့်ကြည့်ရအောင်在校园里李玟和白嘉悦第一次相遇两人继续聊天ဒီကျောင်းဝန်းထဲမှာလီဝမ်နဲ့ပိုင်ကြားရွက်ကပထမဆုံးအချိန်တွေ့ကြုံတဲ့အခါမှာနှစ်ယောက်ဆက်ပြီးတော့စကားပြောနေတဲ့အကြောင်းအရာပေါ့နော်ဒါဆိုရင်ဒီမှာပြောတဲ့သူကလီဝမ်နဲ့ပိုင်ကြားရွက်နဲ့ပေါ့နော်ဒါဆိုရင်တစ်ချက်ကြည့်ကြည့်အောင် Okay လီဝမ်ကဘာပြောလဲကြည့်ကြည့်အောင်我是中国人ကျွန်တော်က中国人တရုတ်လူမျိုးပါဒါဆိုရင်中国ကဆွမ်းနာကပြောတဲ့ထဲမှာတရုတ်နိုင်ငံကိုပြောတာရန်ကကြတော့လူကိုပြောတာဒါဆိုနိုင်ငံရဲ့အနောက်ကရန်ဆိုတဲ့လူလေးထည့်လိုက်ရင်သူ့ရဲ့လူမျိုးဖြစ်သွားမှာပေါ့နော်中国人တရုတ်လူမျိုးလို့ပြောတာပါ我是中国人ကျွန်တော်ကတရုတ်လူမျိုးတရုတ်နိုင်ငံသားပါလို့ပြောတာပါနောက်တစ်ခုပိုင်ကြားရွက်ကထပ်ပြောပါတယ်我是法国人ကျွန်တော်က法国ဆိုတာကဆွမ်းနာကပြင်သစ်ကိုပြောတာပါပြင်သစ်နိုင်ငံကိုပြောတာသူ့ရဲ့အနောက်က run လိုက်တော့ပြင်သစ်လူမျိုး我是法国人ကျွန်တော်ကပြင်သစ်လူမျိုးပါပြီးရင်ထပ်ပြောထားသေးတယ်我的中文老师也是中国人ကျွန်တော်ရဲ့中文老師တရုတ်ဆရာရေဆိုတာလဲပဲ是ဖြစ်ပါတယ်中国人တရုတ်လူမျိုးပါ我的中文老师也是中国人ကျွန်တော်ရဲ့တရုတ်ဆရာလည်းပဲတရုတ်လူမျိုးပါအဲဆိုရင်တော့ဒီဝက်ကြမှာဒီရှစ်နဲ့ပတ်သက်ပြီးတော့ဒီစာကြောင်းတွေမှာပါတာပေါ့နော်ဒီရှစ်ကပြီးရင်နောက်မှာလေ့ကျင့်ခန်းလည်းပါသေးတယ်ဒါဆိုရင်ဒီအဓိပ္ပာယ်ရမယ်ဆိုရင်တစ်ခါတော့ပြန်ပြီးတော့ဖတ်ကြည့်အောင်我是中国人我是法国人我的中文老师也是中国人OK ဒါဆိုရင်နောက်တစ်ခုဆက်သွားမယ်โอเคဒီစာပိုင်းဒီ grammar ရှစ်တမအဲ့ဒါနဲ့ပတ်သက်တာလေးကနောက်တစ်ပိုင်းမှာရှင်းပေးပါမယ်နောက်ပိုင်းမှာ grammar ပါတဲ့ဟာလေးကြတော့ lesson တစ်ခုကိုနှစ်ပိုင်းဖြစ်သွားမှာပေါ့ပထမတစ်ပိုင်းမှာကြတော့ခက်ဝင်နဲ့ဒီ focus နဲ့ဒီ meaning နဲ့လာမယ်နောက်တစ်ပိုင်းမှာကြတော့ဒီထဲမှာပါတဲ့ပေါ့နော်နောက်ပိုင်းမှာကြ grammar ကြီးပါလာပြီဆိုအခုဒီခန်းမှာဆိုရင်the ရှစ်မနဲ့ပတ်သက်တာနောက်တစ်ပိုင်းမှာပေါ့နော်နှစ်ခုလာမယ်ဒါဆိုရင်ခက်ဝင်or နဲ့သက်ဆိုင်တဲ့ meaning လေးကိုကြည့်ကြည့်အောင်နံပါတ်3ဒီဟာဒါဆိုတဲ့အဓိပ္ပာယ်ပါနောက်တစ်ခု谁ကကြတော့ဘယ်သူလဲနော်လူပုဂ္ဂိုလ်မေးတဲ့အမေးနံစားလေးပါ谁သူ့နောက်တစ်မျိုးခေါ်လေးရ水များသောအဖြစ်တော့အရှိရစက်လုံးပဲပို့သုံးတယ်谁နောက်တစ်ခု女朋友女ဆိုတာက女တစ်လုံးနဲ့ဆိုရင် main ကလေးကိုပြောတာ朋友ကကြတော့တငယ်ချင်းကိုပြောတာပါဒါဆိုရင်နှလုံးတွဲလိုက်မယ်女朋友ဒါဆိုရင်တော့ကောင်မလေးကိုပြောတာပါရီးစားကောင်မလေးကိုပြောတာနောက်တစ်ခုနံပါတ်6နာကြတော့လေသူကလည်းအမေးနံစားပါပဲဘယ်ဟာဘာဆိုတဲ့အဓိပ္ပာယ်ပါဘယ်ဟာဘာဆိုတဲ့အဓိပ္ပာယ်ပါနောက်တစ်ခုနံပါတ်9ကိုကကြတော့နိုင်ငံအရှိမတင်တဲ့中国အရေကို法国
သူတို့ရဲ့နိုင်ငံကိုပြောတာကောဆိုတာနိုင်ငံမှာအဓိပ္ပာယ်နောက်တစ်ခုနောက်ဆုံးကဟာကြောင့်ထားပုံမှန်ဆိုရင်တော့ဖင်းကထားကတူမဒီနေရာမှာကြတော့ဒါလေးက main ကလေးဖြစ်တဲ့အတွက် main ကလေးထားဖြစ်တဲ့အတွက်တူမလို့ဘာသာပြန်ပါမယ်နောက်တစ်ခုကျွမ်းယုံမင်းစစ်မှာတစ်ခုပါတယ်နိုင်ငံအသစ်တစ်ခုထပ်ပါတယ်ထိုက်ကိုထိုင်းနိုင်ငံကိုပြောတာပါဒါဆိုရင်တော့ဗမာလိုအဓိပ္ပာယ်တွေအကုန်လုံးရသွားပြီဆိုရင်အတန်ထွက်လေးပြန်တိုင်းပေးပါမယ်这谁နောက်တစ်မျိုး谁女朋友哪国他泰国ဒါဆိုရင်တော့ခုံအားကိုတော့ပါမယ်โอเคခုံအားရဲ့ခေါင်းစဉ်လေးကဒီမှာပါ在教室里下课后安妮在看钱天中手机里的照片ဒီစာသင်ခန်းထဲမှာပဲအတန်းစီးမိတဲ့အခါမှာအန်နီကတဲ့ဒီချန်天中ရဲ့ဖုန်းထဲမှာရှိရဲ့ဓာတ်ပုံကိုကြည့်နေကြတာပေါ့နော်ဒါဆိုရင်သူတို့စကားပြောရမယ်ဒါဆိုဒီညမှာပြောတဲ့သူက2ယောက်အန်နီနဲ့ချန်天中နဲ့ပြောမယ်ဒါဆိုအန်နီကအရင်ဆုံးစပြောလိုက်တာဗာပြောလိုက်တာလဲကြည့်ကြအောင်这是谁ဆိုတာဆနာကဒီဟာတာ这是ဆိုဒါကနော်ဒီဟာက这是谁ဒါကဘာတူလဲ这是谁ဒါကဘာတူလဲဒါဆိုရင်谁ကလူပုဂ္ဂိုလ်မေးတာဖြစ်တဲ့အတွက်ကိုယ့်ရဲ့အဖြေဒီလေဒါဘာတူလဲဆိုတော့ဖြေမယ်这是နောက်တစ်ကြောင်းကြည့်လိုက်အောင်这是我女朋友这是我女朋友这是ဒါက我女朋友ကျွန်တော်ကောင်းပါလေ这是我女朋友ဒါကကျွန်တော်ကောင်းပါလေဟုတ်ပါနော်နောက်တစ်ခုနောက်တစ်ကြောင်းကြည့်အောင်နောက်တစ်ကြောင်းက你女朋友是哪国人你女朋友是哪国人你女朋友မင်းကောင်းပါလေက是ဖြစ်ပါတယ်哪国人ဘယ်နိုင်ငံသားနာဆိုတာဘယ်ဟာပါကောဆိုတာကနိုင်ငံရန်ဆိုတာကလူကောရန်ဆိုရင်နိုင်ငံသားအဲ့တော့မှအရှိကနေဘယ်နိုင်ငံသားဆိုတော့ question ထည့်လိုက်မယ်နာကောရန်ဘယ်နိုင်ငံသား question ဆိုရင်နာကောရန်အဲ့ဆိုရင်ဒီကြောင်းလုံးပြောမယ်ဆိုရင်你女朋友是哪国人မင်းကောင်မလေးကဘယ်နိုင်ငံသားလဲလို့ပြောလိုက်တာဒါဆိုရင်သူကကောင်မလေးရဲ့ကိုစားမိန်းကလေးဖြစ်တဲ့အတွက်နန်းစားအနေနဲ့ဒီမှာထားကိုသုံးလိုက်တယ်他也是他ဒီတူမရဲဆိုတာက level အဲဆိုတူမ level 是ဖြစ်ပါတယ်泰国人တနာက泰国ဆိုတာကထိုင်းနိုင်ငံသူ့ရဲ့အနောက်က rang ဆိုတဲ့လူလေးလိုက်မယ်ဆိုရင်သူ့ရဲ့နိုင်ငံသားဖြစ်မယ်泰国人ထိုင်းလူမျိုးထိုင်းနိုင်ငံသား他也是泰国人သူလည်းပဲထိုင်းနိုင်ငံเนาะထိုင်းလူမျိုးပါလို့ပြောလိုက်တာရမယ်เนาะဒါဆိုရင်ဗမာလိုအဓိပ္ပာယ်လေးပြီးသွားပြီဆိုတော့ဒီစာကြောင်းလေးတွေကိုပြန်ပြီးတော့ဖတ်ကြည့်အောင်这是谁这是我女朋友你女朋友是哪国人你女朋友是哪国人她也是泰国人ဒါဆိုရင်တော့ခေါ်ပြီးသွားပါပြီဒါဆိုရင်ခေါ်ဆန်းโอเคခေါ်ဆန်းကဒီမှာသူ့ရဲ့ meaning โอเคကြည့်ပါရပြီနော်ဒါဆိုရင်ပထမဆုံးတစ်လုံး wait ဆိုတာကဒါ hello ဖုန်းဆက်တဲ့ခါမှာသုံးတာ wait နောက်တစ်ခုနံပါတ်10姐姐ဆိုတာကအမနောက်တစ်ခု工作ကအလုပ်နောက်တစ်ခုနံပါတ်12 hi သေးတယ်ရှိသေးတယ်ကြံသေးတယ်မလုပ်ရသေးဘူးမကန်ရသေးဘူးအဲ့လိုမျိုးမှာသုံးတယ် hi ပြီးရင်ဖြစ်နေသေးတယ်เนาะလုံးလက်စားအဲ့လိုမျိုးဟာမျိုးမှာသုံးလို့ရတယ် hi ပြီးရင်နောက်တစ်ခုမန်ကကြတော့အလုပ်များတော့နောက်တစ်ခုမာကကြတော့ဒီမှာ
question လားတလားဆိုတာပေါ့နော်ဝက်ကြရဲ့အနောက်ဆုံးမှာထားပြီးတော့သုံးလို့ရတယ်နောက်တစ်ခုတွေ့ကကြတော့မှန်တယ်နော် as it is ဆိုတော့မှန်တော့မှန်တယ်လို့သုံးလို့ရတယ်တွေ့မှန်တော့နောက်တစ်ခု ထိုက်ကကြတော့အလွန်ပြီးတော့တိတ်ပြီးတော့အသိကောင်းတယ်အရန်ကောင်းတယ်အဲ့လိုမျိုးမှာသုံးလို့ရတယ်ထိုက်နောက်တစ်ခုဝကြားဘူးပြီးသားအရှိမကျွန်တော်နောက်ကမန်းလဲတင်ပြီးတော့ကြီးမန်းဆိုတာအများအဲ့တော့ဝကျွန်တော်တို့ငါတို့အဓိပ္ပာယ်နောက်တစ်ခုနောက်ဆုံးကရှန်ကကြတော့ချင်းတယ်လှုပ်ချင်းတယ်ကိုင်ချင်းတယ်ဒါပဲနော်သူလူကလည်း verb ရှန်ပြီးနောက်တစ်ခုသုံးလို့ရသေးတယ်လွမ်းသည်လို့ လွမ်းသည်လို့လည်းသုံးလို့ရပါတယ်ရှန်လွမ်းသည်အဲ့ဒါဆိုရင်ဗမာလူလေးတွေရပြီဆိုရင်အတန်ထွက်လေးပြောပါမယ်အတန်ထွက်က喂姐姐工作海门妈对菜我们想ရပါနော်အဲ့ဆိုရင်တော့ခုံဆောင်သွားပါမယ်အဲ့ဆိုလို့ရှိရင်ဒီမှာခုံဆန်းကပထမဆုံးပြောတဲ့သူတွေအရင်ကြည့်ကြအောင်အဲ့နော်ဝါနေသေးလို့ပြောတဲ့သူကအော်ဒီမှာအရှိမပါသေးတယ်သူခေါင်းစဉ်ပါသေးတယ်နော်在家里အိမ်ထဲမှာပဲ文艺水给文艺飞打视频电话ဒီအိမ်ထဲမှာတဲ့文艺水က给文艺飞စီကိုတဲ့打视频ဗီဒီယိုကောခေါ်တယ်လို့ပြောတာရပါနော်ဒါဆိုရင်ဒီမှာပြောတဲ့သူက文艺水နဲ့文艺飞နဲ့ပေါ့နော်ဒါဆိုရင်ဒီမှာအရင်ဆုံးပြောတဲ့သူက文艺水ကကြတော့魏一飞 sorry 魏一飞အဲ့မှာနောက်တစ်ယောက်ကထပ်ပြောမယ်姐姐你工作还忙吗အမေအလုပ်ရှုပ်နေတော့မဲလားလို့ပြောလိုက်တာပေါ့နော်ဒီ high ကကြတော့ဒီမှာလုံးလက်ဆက်ပြီးတော့ဖြစ်ပေါ်နေတဲ့အခြေအနေဆက်ဖြစ်နေသေးတယ်ဆိုတာပြောတာပါဖြစ်နေသေးတယ်ဆိုတာပြောတာညီကုန်းစော high မှန်မမင်းအလုပ်ရှုပ်နေတော့မဲလားလို့ပြောလိုက်တာပေါ့နော်နောက်တစ်ခုထပ်သွားမယ်တစ်ဖြတ်ရင်ဖြတ်လိုက်မယ်တွေ့ high ဟန်မှန်တွေ့ဆိုတော့ကမှန်တယ်ပေါ့နော်ဒီမှာတော့ဗာပြောရလဲဟုတ်တယ်ဒီလိုပြောလိုက်တာပေါ့နော်တွေ့ high ဟန်မှန်ဟုတ်တယ်အလုပ်ရှုပ်နေတော့မဲတွေ့ high ဟန်မှန်ဟုတ်တယ်အလုပ်ရှုပ်နေတော့မဲနီးရဟန်မှန်မမင်းလဲပဲနီးရမင်းလဲပဲဟန်မှန်မမင်းလဲပဲအလုပ်ရှုပ်နေရလားမင်းလဲပဲအလုပ်ရှုပ်လားလို့မေးလိုက်တာနီးရဟန်မှန်မမင်းလဲပဲအလုပ်ရှုပ်လားမနောက်တစ်ခုနောက်တစ်ဖြက်က我不太忙ငါကတော့不太ဆွမ်းကပြောတယ်不太တိတ်ပြီးတော့不太忙တိတ်အလုံးမရှုပ်ဘူးလို့ပြောတာ我不太忙ကျွန်တော်ကတိတ်အလုံးမရှုပ်ဘူးငါတိတ်အလုံးမရှုပ်ဘူး我们很想你ဒီမှာကရှန်ကကြတော့ပုံမှန်ဆိုရင်တော့ verb တွေနောက်တော့တွဲဆိုရင်တော့ချင်းတယ်ဒီနေရာမှာတော့လွမ်းနေသုံးပါပေါ့နော်我们很想你我们ငါတို့很想你မင်းကိုအရန်လွမ်းတယ်我们很想你ငါတို့မင်းကိုအရန်လွမ်းတယ်我也想你们ငါလည်းမင်းတို့ကိုအရန်လွမ်းတယ်我也想你们ငါလည်းမင်းတို့ကိုအရန်လွမ်းတယ်ဒီနေရာမှာရှန်ကကြတော့လွမ်းတယ်ဆိုတဲ့အဓိပ္ပာယ်နဲ့သုံးပါရပါနော်ဒါသူတို့ဗီဒီယိုကောခေါ်နေနဲ့ပြောတဲ့ဥစ္စာလေးပေါ့နော်ဒါဆိုရင်ဗမာလိုရပြီဆိုရင်တစ်ခေါက်လောက်ဒီဟာလေးပြန်ပြောကြည့်အောင်魏一飞姐姐你工作还忙吗对还很忙你也很忙吗我不太忙我们很想你我也想你们ရပါနော် okay ဒီထဲမှာပါတယ်ဒီယုံဟိုစား是妈的အဲ့ဒါနောက်တစ်ပိုင်းမှာသင်ပေးမယ်နော်ပြီးရင်ဒီမှာကလေ့ကျင့်ခန်းတွေပါတယ်နော်လေ့ကျင့်ခန်းကဒီ meaning နဲ့ဒီစာပိုင်းနဲ့ရပြီးတော့ပြီဆိုရှင်ဒီကလောက်ထားလို့ရတယ်ကိုပါခုဒီမှာက选字填空
ဒီမှာဒီစကလုံးလေးတွေကိုရွေးချယ်ပြီးတော့ဒီအောက်ကကွက်လက်လေးထဲမှာဖြည့်ပေးရမှာနံပါတ် A ပေးထားတယ်ဒါဟန်စစ်တွေရမှဒါလေးဖြည့်လို့ရမယ်နာနည်းနည်းလေးချဲ့ပြမယ်နံပါတ် A ကနာနံပါတ် B ကမာဒီနော်ပြီးနောက်တစ်ခုနံပါတ် C 谁နံပါတ် D ကကြောက်中国人နံပါတ် E ကကြောက်想ဒါဆိုရင်ကိုကမီနစ်ချက်ပြီးမှဒါလေးတွေအကုန်လုံးဒီ lesson 3ကအကုန်လုံးရပြီဆိုရင်ဒီမှာအောက်ကလေ့ကျင့်ခန်းလေးဖြည့်လို့ရတယ်နံပါတ်1你工作忙နောက်ကကွက်လက်နော်ပြီးနောက်တစ်ခု我很ကွက်လက်你们ပြီးနံပါတ်3百家乐你是ကွက်လက်国人အဲ့ဒါလေးတွေကိုယ့်ဘာကိုဖြည့်ရမယ်နော်ဒီမှာပေးထားတဲ့စက်လုံး A ကနေပြီးတော့ E ထိပေးထားတယ် ABCDE ပေါ့အဲ့ဒီကမှန်တဲ့စက်လုံးကိုဒီမှာစာကြောင်းကိုကြည့်ပြီးတော့ဖြည့်လိုက်မယ်အဲ့လိုမျိုးဒီမှာလဲအဲ့တိုင်းပဲပြီးအောက်မှာကျတော့ပုံလေးနှစ်ပုံပေးထားတယ်သူကဘာလို့ခိုင်းတာလဲဆိုတော့日本课新闻的词语和语言点描述图片ဒါကဘာပြောလဲဆိုတော့ဒီသင်ခန်းစာမှာအတစ်တင်ယူခဲ့ရတဲ့စကားလုံးတွေဆွမ်းနာမီနင်းအတစ်တွေနဲ့ဘာသာစကားသုံးဒီတရားအချက်လက်တွေတရားအချက်လက်ဆိုဆွမ်းနာကတို့မာတို့ရှိတို့ပေါ့နော်အဲ့ဟာတွေပြီးသွားလို့ရှိရင်အဲ့ဟာတွေကိုတုံးပြီးတော့ပုံထဲမှာသူတို့နဲ့အဆင်ပြေမဲ့ဟာကိုထည့်ပြီးလုပ်ပြီးတော့ဖြည့်ပေးရမှာပါ他过了前天中他နမူနာရှိရတခုပြောပြမယ်他过了前天中是泰国人ဒါဆိုရင်ဒီရှိရတဲ့ကြောင်းလေးပေါ့နော်ဒီကြောင်းလေးပြောတာအခုပြောနေတာဒီကြောင်းလေးအပေါ်ကကြောင်းလေးဒီကွက်လက်လေးမှာဖြည့်ရမှာ他过了前天中နဲ့他သူကကွက်လက်前天中သူကကွက်လက်ဖြစ်ပါတယ်သူရဲ့နောက်က前天中ဆိုတော့နာမည်ဆိုတော့သူကဖြစ်ပါတယ်ဆိုတဲ့အသုံးကိုသုံးရမှာအဲဒါကြောင့်မို့是ထည့်ရမယ်他是前天中ဒီလိုမျိုးပေါ့အဲ့ရှိမှာပါတယ်是တို့တို့မာတို့အဲ့ဒါတွေကိုသုံးပြီးတော့ဒီကွက်လက်လေးသုံးတယ်လားမသုံးတော့လားဆိုဖြည့်မှာဒါကြောင့်မို့လို့ဒီ lesson 3ရဲ့ဒုတိယအပိုင်းကိုပါဒီရှစ်တို့တဲတို့မားတို့အတုံးကိုလေ့လာပြီးမှပဲဒီစာပိုက်ကိုဖြည့်လို့ရမှာဒီလေ့ကျင့်ခန်းကိုဖြည့်လို့ရမှာပါအဲဆိုလို့ရှိရင်တော့အဲ့ဒါကကိုယ့်ဘက်ကိုပြီးတော့မှဖြည့်ရမယ်ပေါ့နော်တဲတွေပါရဲ့အတုံးအဲဆိုရင်ဒီမှာ rock ခို link တပုတ်ပါသေးတယ်ဒီဥစ္စာအတန်ထွက်လေ့ကျင့်တာလေးကို44က4လေ10ဖြစ်ပါတယ်44လေးရလေး10是10 10ရ10အဲ့လိုပြော44 10是10 14是14ဒီကြောင်ပြောနေတာ14是14 14ဆိုတာ14က是14 14က14ဒါတော့ဘာသာပြန်တော့ तू ကတော့အတန်ထွက်စုခိုင်းနေတာ14是14 40是40 40是40 40ရ40ဒီနှစ်ကြောင်44 10是10 14是14 40是40ရမှာနော်ဒါဆိုရင်တော့ဒီနေ့က lesson 3ရဲ့တစ်ပိုင်းပြီးသွားပြီ grammar ဘိုင်းကကြတော့မနက်ဖြန်မှာစပါမယ်